မိသားစု6ယောက်ကိုအကျယ်ကြီးထိုင်စားလို့ရပါတယ်ရှင်အယောင်လေးကတော့အပန်းရှင်းရောင်အပြောင်လေးကိုပဲတုပ်ပေးထားဖြစ်ပါတယ် modern ဆန်ဆန်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ထိုင်ကုန်လေးတွေကလည်းဖင်ထိုင်ကိုအပြည့်နဲ့တွားပေးထားပါတယ်ရှင်ထမင်းစားပြီးချိန်မှာလည်းဒီထိုင်ကုန်တွေအကုန်လုံးကိုစပွဲအတွင်းထဲကိုထည့်ထားလို့ရပါတယ်ရှင်ဒီစပွဲတစ်ဆက်ကတော့လက်ရှိဆိုင်မှာအသင့်ရှိနေပါတယ်ရှင်ဆိုင်မှာအသင့်ရှိတာဖြစ်တဲ့အတွက်ရန်ကုန်မြို့ထဲကိုအိမ်ရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်3ရက်အတွင်းကိုပို့ပေးပါတယ်ရှင်နယ်မြို့နယ်တွေအတွက်ကိုတော့ order confirm ဖြစ်ပါကစရန်တဝက်ပေးချေထားပြီးတော့အကြံငွေကိုဂိတ်ရောက်ငွေချေစနစ်နဲ့ပြုလုပ်ပေးပါတယ်ရှင်မိသားစု6ယောက်ထိုင်9ပေ3ပေ4တောင်စပွဲဖြစ်ပါတယ်ရှင်အောက်6လောက်လေးကတော့ကြောက်တိုင်ပုံစံထွေးမေးထားပါတယ်တောက်ကုံဝါပါကအကြာချင်းတစ်လခွဲမှာ2လဖြစ်ပါတယ်ရှင်ဆိုင်မှာအသင့်ရှိတာဖြစ်တဲ့အတွက်တာဂက်တာပရင်ဆိုင်မှာလာရောက်လေ့လာနိုင်ပါတယ်ရှင်အဝေးရောက်မြို့နယ်တွေအတွက် Viber နေပြီးတော့ video call ခေါ်ပြီးတော့ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ရှင်ကျိုးမစင်နှစ်ဆရော်တဲ့အာမခံချက်ရှိပြီးတော့အာမခံတစ်နှစ်အတွင်းမှာစေဖို့လက်ခတစ်ချိန်အခမဲ့ပြုလုပ်ပေးတဲ့ free service လေးရှိပါတယ်ရှင်